အားလုံးပဲမင်္ဂလာပါရှင်အမတို့ romantic gallery ရဲ့ TikTok page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အမဒီတစ်ခါမိတ်ဆက်ပေးချင်တာကြတော့ရန်ကုန်ကနေပြည်ဦးနေအနီးဆက်ကနေစိတ်ကိုမြန်မာ National Airline ကစတင်ပြည့်စွက်နေပြီဆိုတဲ့အကြောင်းလေးမှာ information ပေးချင်လို့ပါရန်ကုန်ကနေပြီးတော့အနီးဆက်ကန်ကိုအပတ်စဉ်တနင်္လာနေ့တိုင်းပြည့်စွက်နေပါတယ်ဈေးနှုန်းကတော့ local အနေနဲ့ဆိုလို့ရှိရင်တော့အနည်းဆုံး3,900,000ရှိပါအနည်းဆုံး3,900,000ရှိပါတယ်ကဲ foreigner သွားမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးကတော့6,300,000ရှိပါတယ်။ဒီအနည်းစကန်နေပြီးတော့အမောက်ရန်ကုန်ပြန်လာမယ်ဆိုလို့ရှိရင်တော့သူကညနေ9:00နာရီခွဲထွက်ပါမယ်။ဒါပေမဲ့အပြန်ကြရင်တော့ direct flight တော့မရှိသေးပါဘူး။အခုလောလောဆယ်တော့နေပြီးတော့ပတ်ပြီးတော့မှရန်ကုန်ကိုရောက်မှာဖြစ်ပါတယ်။ဈေးနှုန်းကတော့ local ဆိုရင်တော့3,600,000ပါ။ foreigner ဆိုရင်တော့မြန်မာကျပ်ငွေ6,200,000ပေးဆောင်မှာဖြစ်ပါတယ်။အကယ်၍အမောတို့ရှိမှာကဒီပြည်တွင်းနဲ့ပတ်သက်တဲ့လေးလက်မှတ်တွေဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ airline ဆင်ရပါတယ်မြန်မာ National Airline နဲ့ရပါတယ် Air Thailand နဲ့ရပါတယ်နောက်မိုင်းရနာဘုံ airline နဲ့ရပါတယ် MAI ပေါ့နော်မင်္ဂလာ airline နဲ့ရပါတယ်ရှင်အမတို့ရှိမှာလူချင်းတဲ့လေးလက်မှတ်တွေကိုအချိန်ကြီးဖုန်းဆက်မင်းမြန်စုံစမ်းပြီးဝယ်ယူနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်ไปใส่หนาวนะบัวงาเม่น้ำมาในคุณผิวบาเปียวในบากว่างาตัวเล่นไม่กว่ามันในเชื่อมือที่พัวมามีฉันยาสวาแล้วฉันน่าไม่อยากเก็บงาบัวหัดจังบูเมล่าเปียวในบากว่างาตัวเล่นไม่กว่าแต่นี่เราไล่ลาบางามาตีไล่ยาให้ขนาดdreamer they han luna go to chat ya si pai pe ta la chamula dai arila ba ma we kwem